cyber security ဘိုင်းအနေနဲ့ကျွန်တော်တို့ hacking ဘိုင်းနေမှာကျွန်တော်အများဆုံးတွေ့ရတယ်เนาะဟောရတာတစ်ခုပေါ့ access control ဒီ access control ဆိုတာဘာလဲကျွန်တော်တို့မြန်မာလိုတော့ပြောရမယ်ဆိုရင်ဝင်ရောက်ခွင့်ထိန်းချုပ်ခြင်းဆိုတဲ့သဘောပေါ့เนาะဒါကဘာလဲဆိုရင်ကျွန်တော်တို့ data တွေနဲ့ကျွန်တော်တို့ဒီနီးပညာဝန်ဆောင်မှုတွေကိုဘယ်သူကအသုံးပြုခွင့်ရှိတယ်ဘသူ့ကိုတော့အသုံးပြုခွင့်မပေးဘူးညှင်းပယ်ရမယ်ဆိုတဲ့ဆုံးဖြတ်တဲ့လုပ်ငန်းစဉ်ပဲဖြစ်တယ်အဓိကအားဖြင့်တော့เนาะခွင့်ပြုချက်မရှိဘဲနဲ့ဒီ system တွေ network တွေနဲ့ data တွေကိုဝင်မကြည့်နိုင်အောင်တားဆီးပေးတာဖြစ်တယ်ပြီးရင်အသုံးပြုသူတဦးချင်းစီရဲ့เนาะ user role ဆိုတဲ့ကျွန်တော်တို့အခန်းကဏ္ဍနဲ့ permission ဆိုတဲ့ခွင့်ပြုချက်တွေကိုစနစ်တကျသတ်မှတ်ပြီးမှသာဒီ data တွေကိုအသုံးပြုခွင့်ပေးတာဖြစ်တယ်ပြီးရင်identity and access management IAM ဆိုတဲ့ဒီ access control ကိုလည်းစနစ်တကျစီမံခန့်ခွဲတဲ့ framework လို့ခေါ်တဲ့မူပေါင်းတစ်ခုဖြစ်ပါတယ်ဒါကတော့ access control ရဲ့ကျွန်တော်ဝင်ရောက်ခွင့်ထိန်းချုပ်ခြင်းဆိုတဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ပုံလှုပ်ဆောင်နည်းလေးနဲ့သူ့ရဲ့အဓိပ္ပာယ်ဖြစ်ပါတယ်